Did you know ကျွန်တော်တို့ကဘာမြေကြီးရဲ့မျက်နှာပြင်အောင်မှာ Boeing 747 လေယာဉ်ကြီးတစ်စင်းလုံးအသားလေးပြန်တန်းဝင်ရောက်နိုင်တဲ့အထိကြီးမားကျယ်ပြန့်သည့်သူ့ရဲ့အတွင်းထဲမှာကိုယ်ပိုင်တက်တော်ကိုယ်ပိုင်မြေချောင်းကိုယ်ပိုင်ယာဒီဥရုစနစ်နဲ့တင်တိုက်တွေတောင်ဖွေးစည်းနိုင်တဲ့ပျောင်ဆုံးနေသောကဘာတစ်ခုတကယ်ပဲရှိနေတယ်ဆိုတာတင်သိပါသလားဒါကတော့ BNN နိုင်ငံဖောင်းညာကဲဘန်အငိုးသားဥယျာဉ်ထဲမှာတည်ရှိနေတဲ့စုံတောင်ကူကြီးပါပဲသူရဲ့နာမည်ကတောင်ပေါ်မြစ်လို့အတိတ်ပဲရပြီးသူဟာလက်ရှိအချိန်အထိကဘာပေါ်မှာရှာဖွေတွေ့ရှိသမလားအကြီးမားဆုံးကူကြီးအထက်မတန်းဝင်ထားပါတယ်ဒီကူကြီးရဲ့ကြီးမားကျယ်ပြန့်မှုကစိတ်ကူးနဲ့တော့မှန်းဆလို့မရနိုင်ပါဘူးကူရဲ့အဓိကလမ်းမကြီးဟာ9ကီလိုမီတာကျော်ရှည်ရပြီးနေရာအများစုမှာအမြင့်မီတာ200နဲ့အကျယ်မီတာ350အထိရှိပါတယ်နယူးယောက်မြို့ကအထက်40မြင့်တဲ့တိုက်တလုံးကိုတောင်သူ့ရဲ့အတွင်းထဲမှာအလွယ်တကူထည့်ထားလို့ရနိုင်ပါတယ်ဒီကူကြီးရဲ့ရှာဖွေတွေ့ရှိမှုဇလန်းကလည်းသူ့ရဲ့အရွယ်စားလိုပဲကြီးကျယ်ခမ်းနားခဲ့ပါတယ်1990ခုနှစ်မှာဟော့ခိုင်းစတဲ့ဒေတာကင်တစ်ခုထမတယောက်ကတောထဲမှာမိုးကိုဖို့နေရာရှာရင်ကူရဲ့ဝင်ပေါက်တစ်ခုကိုမတော်တဆရှာဖွေတွေ့ရှိခဲ့ပါတယ်သူကအထဲကိုဝင်ကြည့်ဖို့စ조사ခဲ့ပေမဲ့ကူထဲကနေတဝဝမီနေတဲ့မိရှိထန်ကြီးနဲ့လေးချွင်းထန်းလို့အတန်ပင်းကြီးကိုကြားနေကြောက်လန့်တကြားဖျန်ထွက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကအဲ့ဒီနေရာကိုဘယ်လိုဖျန်သွားရမလဲဆိုတာကိုလုံးဝပြန်မမှတ်မိတော့ပါဘူးလေးချွင်းထန်းထွက်နေတဲ့ကူအကြောင်းကိုသူက British ကူကျွမ်းကျင်လို့လေ့လာရေးအဖွဲ့ကိုပြန်ပြောပြခဲ့ပေမဲ့နှစ်ပေါင်းများစွာကြာတဲ့အထိဘယ်သူမှပြန်မရှာတွေ့ကြပါဘူးနောက်ဆုံးမှာတော့1909ခုနှစ်မှာဟော့ခိုင်းဟာသူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်လဲစုစည်းပြီးအဲ့ဒီနေရာကိုထပ်မံရှာဖွေခဲ့တာမှာကူရဲ့ဝင်းပေါက်ကိုပြန်လဲရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ Howard Lindbergh ဦးဆောင်တဲ့ British လေ့လာရေးအဖွဲ့ဟာကူရဲကိုပထမဦးဆုံးအကြိမ်တင်ညဝင်ရောက်စူးစမ်းလေ့လာခဲ့ပြီးကဘာကြီးကိုတုံလုံးအံ့ဩသွားစေတဲ့ဒီကူကြီးရဲ့တည်ရှိမှုကိုအတည်ပြုနိုင်ခဲ့တာပါစုံတောင်ကူကြီးရဲ့အံ့ဩစရာကောင်းဆုံးအစိတ်ပိုင်းတွေကတော့ဒိုလိုင်းလို့ခေါ်တဲ့နေရာနဲ့နေရာပါပဲဒါတွေကတော့ကူရဲ့မျက်နှာပြင်ပြုတ်ကြတာကနေဖြစ်ပေါ်လာတဲ့ကြီးမားတဲ့အပေါက်တွေကြီးဖြစ်ပြီးနေရောင်ကြီးကိုကူရဲ့အနက်ရွှင်းဆုံးနေရာအထိဝင်ရောက်ခွင့်ပြုလိုက်ပါတယ်ဒီနေရောင်ကြီးကြောင့်ပဲပထမဒိုလိုင်းရဲ့အောက်မှာ Garden of Eden လို့ခေါ်တဲ့ဂူလဲကတစ်တော်ကြီးတစ်ခုဖြစ်ပေါ်နေတာမှာဒီတစ်တော်ထဲမှာတစ်ပင်ကြီးတွေရှားပါတဲ့တစ်ပင်မျိုးစိတ်တွေနဲ့တရိษံငယ်လေးတွေရှင်းတန်နေထင်ကြပါတယ်ဒုတိယဒိုလိုင်းကတော့ပိုကြီးမားပြီးဂူထဲမှာကိုယ်ပိုင်ယာတီဥရုစနစ်ကိုတောင်ဖြစ်ပေါ်စေတယ်ဂူထဲတဲ့အပူချိန်နဲ့အပြင်ကအပူချိန်မတူညီတဲ့အခါမှာဂူထဲမှာတင်တိုက်တွေနဲ့မျိုးခိုးတွေဖြစ်ပေါ်လာပြီးမော်ဇန်နဲ့မီကွင်းတစ်ခုကိုဖန်တီးထားပါတယ်ဒီဂူကြီးထဲမှာအေယာရကြောက်ဆက်ပန်းကွယ်ကြီးတွေလည်းရှိနေပါတယ် Hop and Scone လို့ခေါ်တဲ့ကြောက်ဆက်ပန်းကွယ်တိုင်ကြီးဟာမီတာ80ပြည့်နေရာ16ကျောက်ကျော်ပြီးကမ္ဘာအကြီးဆုံးတွေထဲမှာတစ်ခုအပါဝင်ပါပဲဂူရဲ့အဆုံးနားမှာတော့ The Great Wall of Vietnam လို့ခေါ်တဲ့မီတာ90ပြည့်နေရာ130ကျောက်ကျော်တဲ့အေယာရန်ကယ်လဆိုင်နေရန်ကြီးတစ်ခုကပိတ်ထားပြီးဒီနေရန်ကြီးကကြော်ဖြတ်မှသာလျှင်ဂူရဲ့အဆုံးကိုရောက်ရှိမှဖြစ်ပါတယ်ဒီနေ့မှာတော့စုံတော်ကူကြီးဟာကမ္ဘာအမွေနေတစ်ခုဖြစ်ပြီးသူ့ရဲ့နုနယ်တဲ့ဂေတာစနစ်ကိုမထိခိုက်စေဖို့တနစ်ကိုလူဦးရဲ့အကန့်အသတ်နဲ့သာဝင်ရောက်ခွင့်ပြုလုပ်ပါတယ်ဒေါ်လာ3000ကျော်ကုန်ပြီးရက်ပေါင်းများစွာအတောင်တော်တင်ခီးကျမ်းနှင်းရတောင်တက်ရမြစ်ဖြစ်ကူးရတဲ့ခီးစဉ်ဟာကမ္ဘာပေါ်မှာစွန်းစံခီးစဉ်တွေထဲမှာအခက်ခဲဆုံးနဲ့အတန်ဖိုးဆုံးခီးစဉ်အဖြစ်သတ်မှတ်ခံခဲ့ပါတယ်ဒါဟာကျွန်တော်တို့ရဲ့ကမ္ဘာကြီးပေါ်မှာမတိသေးတဲ့လျှော့ဝှက်ချက်တွေနဲ့ပျောက်ဆုံးနေသောကမ္ဘာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုသတ်သေပြနေတဲ့နေရာတစ်ခုပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and follow လုပ်ပြီးသင်မိတ်ဆွေတွေကို share သွားပေးပါဦးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်